Hello guys ဒီနေ့မှာတော့ကျမရဲ့ကျောင်းစတက်ရတဲ့ vlog လေးဖြစ်ပါတယ်ပြောလေးစားလိုက်ကြရအောင်ဟာအဲ့ဒါလေကိုမနော်ဟာဘယ်နှစ်နာရီလောက်ထိုးရ7နာရီ7မိနစ်ဖြစ်နေပြီကျောင်းစတက်ရမယ့်နေ့မှာပဲငါကျောင်းတော့ကြတော့မယ်ဟုတ်မျက်နှာလေးတိပြီးပြီးဆိုတော့ငါအင်ဂျီမြင်မြန်လေးပြီးတော့ဆိုင်ကမြင်မြန်တော့ရမယ်မနေ့စားစားရမယ်အင်ဂျီလေးပြီးပြီးဆိုတော့ငါ့ကြောပွားကြီးဘေးလိုယူပြီးတော့ဆိုင်တော့ရမယ်ငါမနေ့စားမြင်မြန်စားပြီးတော့ကျောင်းမြင်မြန်တော့ရမယ်ဟုတ်ဝေးပြီးဆိုတော့ငါကျောင်းခိုင်မြင်မြင်တော့ရမယ်ကျောင်းတော်တော်နောက်ကျနေကျောင်းခိုင်တော့ရောက်ပြီဆိုတော့ကျောင်းခိုင်မြင်မြင်တော့ရမယ်ဆရာမရောက်ပြီလားမသိဘူးနေရာမြင်မြင်ဦးမရောက်နေပြီဟဲ့လူကင်းနေဒီနေ့ကျောင်းနောက်ကျရနော်ကျောင်းဆက်တက်ရတဲ့နေ့မှာကျောင်းနောက်ကျနေတာပေါ့နေမဟုတ်ပါဘူးငါအဲ့ရကခုနမှထားတာဟုတ်လားမနေ့ကရောစားခဲ့ရလားစားခဲ့ရဦးဟဲ့ကျောင်းမှာစားတော့ဟေးလူကီလေးဒီနေ့မှကျောင်းရောက်တာလားအေးနင်ကဘာမှလာပြောနေနင်ကျောင်းကကောင်းကောင်းသိဟုတ်အဲ့ဆိုငါမနေ့ကမစားလိုက်ရဆိုငါဝေလာရဲ့ထမင်းလုံးလေးပဲစားလိုက်တော့မယ်ဟုတ်ဆရာရောက်တယ်ငါစားနေကွက်တီပဲစားလို့ရမယ်အေးတော်တော့တမီးရောရေးဒီနေ့ဆရာဂျပန်စားတင်မယ်အဖေတွေကိုမကိုချနဲ့နော်ဆရာရေးပြတာတွေကိုအကုန်လိုက်မယ်ငါချိုးပွက်ချင်လိုက်တာဆရာတက်ပြောလိုက်အောင်အေးဘာတော့လူကီဟာဆရာငါတမီးချိုးပွက်ချင်တော့အေးအဖိုးကိုသွားလိုက်ဟုတ်ကဲ့ငါနဲ့လည်းခဲ့ပါလားငါရှိဖို့ချင်တော့ရလာခုမှကြောင်းဆောက်ဖွင့်တာနင်ကလေအင်မရှုမပတ်ခဲ့ရအေးမပတ်ခဲ့ရဘူးကျောင်းတော့ကြပါလေဆိုမှမြင်ပြေးလာရပါတယ်လို့အေးခဏနေငါတို့ဟိုကတခြားဘာသာရေးတင်ရတော့မယ်ဟိုဆရာမဆိုရင်အရေးကျန်းတာတော့နေရှုပေါက်နေလို့လေးမရအောင်အေးအာဘာလို့လဲကောင်းလိုက်တာပြီးဆိုအလေးလက်စစ်လိုက်အောင်မယ်အေးရရငါလက်စစ်ပြီးမြင်တော့ကြမယ်လေကြောင်းခံအေးစာရေးလို့လေပြီးဆိုခဏအိုက်နေလောက်မယ်စာကိုရကြပြီလားဒါတော့သမီးတို့ရေရပါပြီရပြီဆိုရင်တော့ဆရာကြီးကိုခဏနေတော့တခြားချမ်းမဝင်လာလိမ့်မယ်โอเคလေဒီနေ့မှကြောက်ဆောက်ဖွင့်ရဆိုလိမ့်မနေကြတော့အဲ့ရကျန်းနေဆရာမလာမှာโอเคဟေးဆရာမလာသေးဘူးလားဘာပြီးစကတိတ်ကနေစကားမပြောနဲ့အေးဒါတော့သမီးတို့ရေကိုဘာလုပ်နေကြလဲစိုင်းနေပါရဲ့ရှင်ဟုတ်ပြီဒီနေ့ဆရာမအင်္ဂလိပ်စာတင်မယ်โอเคဟုတ်ကဲ့ပါအေးဆရာမတင်နေဟာကိုဒီစာလိုက်မှန်းကြစာမဝဲမှာပါနိုင်တယ်ဒီနေ့ရိုးရိုးမဟုတ်ဘူးဆိုရစစ်နင်တို့ဘယ်နဲ့တန်းတော့ကိုတန်းမှာရှင်းဆိုရစစ်ဆိုတော့နင်တို့စာလုပ်ရโอเคအေးနင်တို့မြန်လိုက်တာတော့ငါလည်းမဆောင်ချောင်းဟုတ်ပါရဲ့အေလီရဲ့ကျောင်းဆောက်ဖွင့်တာနဲ့အတန်းနဲ့ဆောင်မွေးဖွေးရောဆိုရစစ်ရောအကုန်လုံးပြောနေကြဟုတ်ပါလူကြီးရဲ့ကျောင်းမှာအခုမှ6လပိုင်းတည်းရက်နဲ့ကျောင်းဆောက်ဖွင့်တာပဲရှိသေးတယ်ဆရာမငါတို့ပြောလို့မချီဘူးမလေးဆိုရစစ်နဲ့ဟဲ့ဟုတ်ပါဟဲ့ဆိုရစစ်နဲ့ရည်ဒီရဲ့ဟုတ်ပါလူကြီးရဲ့မြင်းနဲ့ဆိုရစစ်ပဲပြောနေအခုမှကျောင်းဆောက်ဖွင့်တာပဲရှိသေးတယ်ဟုတ်ပါငါကအခုမှလေတန်းအဆင့်နောက်ဆုံးအဆင့်ပဲရှိသေးတယ်ဟဲ့ပြောနေတာဆရာမဟုတ်ပါဟဲ့ငါတို့မနေ့ကလေဟိုဟဲ့ရည်ဒီနေတော့ရည်ဒီတော့ငါလေးမနေ့ကဟုတ်ပေါ်သားစားရတိလားမလေးဟဲ့တူစားကောင်းတယ်နေမလာမာလာရှင်ဆက်ရတာလေးနဲ့တော်စားကောင်းတယ်အေးဟုတ်ပါငါဆိုမနေ့ကလေကျောင်းနောက်ဆုံးကျောင်းဖွင့်ဖို့နောက်ဆုံးရက်လေးဆိုရင်အနေနဲ့ငါလေငါတို့ပဲသွားမြို့တော်ဦးရင်တော့သွားခဲ့ကြတယ်ဟုတ်လားဟုတ်တယ်နေရင်ငါတို့မြို့တော်ဦးရင်သွားရေးပြီးတော့ငါရန်ကုန်မှာရှိရပြင်တူရင်ပြင်နဲ့သွားသေးတယ်ဟဲ့ငါတို့ကမန္တလေးမှာဆိုတော့တညာအိတ်သွားတာပေါ့တူတူလေးကိုပြောဖို့ကောင်းလိုက်တာတော့ဟုတ်ပါဟဲ့ဆိုပြေရဲ့တူတူလေးပြောဖို့ကောင်းလိုက်တာအမလေးနင်တို့ပဲပြောနေကြနော်ငါကလေပေးပြောပါအောင်ပြောဖို့လေနေမှာတူတူလေးပြောဖို့ကောင်းတာဟဲ့ယဒီဟုတ်လားဟုတ်ပါငါဆိုရင်မန္တလေးကပါလေငါ6မိုင်တော့သွားသေးတယ်ဟုတ်လားဟုတ်ချင်နေရေငါပြောမယ်ငါမနေ့ကလေပါတယ်လူကြီးမနေ့ကငါဤသွားလေးလိုက်ပြီငါစောင်းကြအောင်လေကမရေပြောနေပြောချင်ဆိုရင်ဟုတ်တယ်ငါမနေ့က12မိုင်လေးသွားရ13မိုင်လေးသွားရဝါတာပုံးလေးသွားသေးတယ်ဟုတ်လားဟုတ်တာပေါ့တိုက်ဟုတ်တာပေါ့စနေလောက်ပြီဆီယမကရတဲ့လိုက်ကကြတော့တားတော့သမီးရောရေโอเคရှင်ဆီယမကရတဲ့လိုက်ကကြဆီယမကရတဲ့လိုက်ကကြခဏနေ12နာရီထိုးတော့မယ်โอเคခဏနေနေလေးစားရှင်နော်နာဟဲ့ယဒီဘာတော့ငါတို့နေလေးစားတော့မယ်နော်ဟုတ်တယ်ငါနေလေးစားထမင်းဝင်ပြင်ခဲ့ရအောင်ဟုတ်လားเจ้าမကိုလိုက်အဲ့လိုဖြိုရည်ရောင်းနေဆက်ရေးရှိရလေဟဲ့လူကီ
ထမင်းမပါလားဟုတ်လားမပါဘူးလို့နေကြီးငါတော့အဲ့ရနောက်ကြလို့ဘာမှမမြင်ပြရဘူးအေးအဲ့ရအဲ့လိုဆိုရင်နောက်နေ့ဘယ်လိုလုပ်မလဲတို့ကလေအေးထမင်းဘူးကမပါခဲ့ဘူးအင်ကနေစားခဲ့ရအေးနင်တို့ကတော့စားနိုင်နေငါထမင်းအေးထမင်းလုံးတစ်လုံးလေးနဲ့ပဲပိတ်ကိုဖြစ်ထားရတာအေးကျောင်းကအေးစိတ်ကြီးရှိလေအေးဟာပဲတောက်လိုက်ပေါ့အေးတို့ပြောရဲအေးရဒါလားမသိဘူးဘယ်လဲအောင်မလဲကိုဖီပဲတောက်လိုက်တော့မယ်အေးဟုတ်ပြီခောက်ဆွေးပဲစားလိုက်တော့မယ်ဟာညနေတော့ရောက်လာပြီကျောင်းလေးဆင်းရတော့မယ်ဆိုတော့ကျောင်းလေးမြန်မြန်သွားလိုက်အောင်မကျောင်းလေးဆင်းတော့မယ်ဟိုမှာကျောင်းနောက်ကျကျောင်းဆင်းနောက်ကျနေရပဲကျောင်းလေးနောက်ကျကျောင်းဆင်းလေးနောက်ကျအော်ကျောင်းနောက်ကျလို့ရဆရာကြီးကတမျက်စိလေးခိုင်းနေဆရာကြီးကလေကျောင်းလေးပထမဆုံးတက်နေတမျက်စိလေးခိုင်းနေတယ်ဒီနေ့ငါကစားခွင့်သွားမယ်စားခွင့်တော့ခင်ရေမြင်မြင်သွားချိုးလိုက်အောင်မယ်မနေ့ကလေရေမချိုးလိုက်ရဘူးရေချိုးနဲ့ကပါကလိုက်တယ်ရှင်မိုးကလေအုံးနေရပဲခဏနေမိုးရမှာတင်မိုးရလေမိုးရေချိုးလို့မမြင်ရတာဆိုတော့အေးတော့လေလောင်မယ်โอเคလေပြီးဆိုတော့ငါလေးပြင်းလိုက်တာကစားခွင့်သွားမယ်ကစားခွင့်မသွားတာလေပြင်းလေအဲ့ဆိုရင်ငါရွာကိုတွားရလားမသိဘူးထားလိုက်ပါရွာပဲတွားချင်လိုက်တာအဲ့လိုနဲ့တော့ရှင်းမလမ်းထွက်ချောင်းနေကြပေါ့ဟာလမ်းချောင်းနေရလေပြင်းလိုက်တာလေဟာဖုန်းလာတာပဲဘယ်သူစီရောပါလဲကြည့်အောင်မယ်အော်အမေစီပါဘောအေးအမေပါတော့ဟွာလေဒီဟိုအမေရောင်းလိုက်ပြီဘာလို့တော့အမေဟိုအင်ဒီအင်ရောဝေထားရေးရှိမှာဒီမျိုးနဲ့တော့ဒီသမီးကြောက်ပြောင်းရမယ်ချင်းနော်ကျောင်းနဲ့ဒီကျောင်းနဲ့တော့တအားဝေးတယ်လေသမီးကဟိုကိုရန်ဆိုတော့ဂိတ်ဆာမနဲ့ပဲတင်လိုက်တော့လေကိုပိန်ကျောင်းတစ်ကျောင်းမှာပဲတက်လိုက်တော့လေသမီးငါလုံးဝရောက်ထွက်သွားပြီဟိုအမေကလေလုံးဝဒီဟိုမရောက်ချင်ပါဘူးဒါပေမဲ့ငါလုံးဝရောက်ထွက်သွားပြီသမီးဟုတ်အင်ကြောင်းရအောင်မယ်လေထားလိုက်ပါအဲ့ဆိုရင်ငါဒီနေ့ညပဲပြောင်းလိုက်တော့မယ်ငါ location လည်းငါဖုန်းနဲ့ချိန်ပြီးဆိုငါပြန်ရမှာပေါ့ကျောင်းကိုနောက်မှလာယူလိုက်မယ်ကားပေါ်မှာလည်းအထုပ်တွေအကုန်လုံးထည့်ပြီးဆိုတော့အိမ်မေးပြောင်းရမှာပေါ့ခုပြောင်းထားလိုက်တော့မယ်ခုပစ္စည်းတချို့ကိုပြောင်းပြီးတာနဲ့နက်ဖြန်မှငါအေးဝယ်သွားလိုက်တော့မယ်အကုန်လုံးကပစ္စည်းတွေတင်ပြီးကျောင်းလေးနောက်မှပဲခေါ်တော့မယ်ညနေစာလေးမစားသေးဘူးညနေစာငါစားတစ်ခုတော့စားထားပါတယ်ရောက်တော့မှတင်တယ်ငါကားမြင်ဖို့အင်းအောင်ဆိုရင်တော့နောက်ဖက်မှာဆိုဒီဘောကပဲတက်သွားမှာဆိုဒီဘောကပဲတက်သွားမှာပေါ့အေးဘက်ကတော့လမ်းတော့မရှိပါဘူးဒီနားပဲတက်မှာအိမ်တော့မြင်နေရပြီကျောင်းနဲ့လည်းတူတော့ဝဲရပဲအမေကျောင်းဆက်တက်လို့ရမှာပါလေမဟုတ်ဒီအနီးနားကျောင်းတစ်ကျောင်းမင်းကတော့တက်ရမှာခေရောက်တော့မရတော့ညို့ပြင်မှာပဲဒီကတော်တော်လေးကိုဝေးလာပဲရှစ်အခုမှအိမ်ကိုရောက်တယ်အိမ်ကိုနိုင်အောင်မယ်အင်းကကြောင်လေးတော့ရအောင်မယ်ကြောင်တော့ဒီမှာတယောက်တည်းတော့ထားတော့မရဘူးအဲ့ဆိုရင်မနေ့ပြန်မှငါအင်းကိုရောက်မှအင်းကိုပြောင်းလာမှာဆိုတော့ထားလိုက်ပါကြောင်ကိုနောက်မှပြီးရမယ်အခုအချုပ်တွေပါတော့ချလိုက်အောင်တော်တော်လေးတော့လာပါရဲ့ထုတ်တယ်လေးချက်ပြီးဆိုတော့ငါအင်းလေးပြန်လိုက်တော့မယ်ကားပါထုတ်တယ်လေးတင်ပြီးအင်းလေးတန်းတင်လိုက်တော့မယ်တို့ရောက်ပြီးဆိုတော့ထုတ်တယ်လေးဘာမှမရှိတော့အဲ့ပေးအလိုက်ပါတော့မယ်လေငါလေးမနဲ့မဆောင်နိုင်တော့ဘူးငါအင်းတပင်းမှထားလေးပြောင်းလိုက်တော့ဒီမှာငါကြောင်လေးလေးမတွေ့ပါဘူးငါပြောင်းပြီးထမိုင်းမလေးမင်းနေပြီအဲ့ဒီအရှင်နေပြီဆိုကိုနိုင်လေးထိုးနေဟာငါဘာဖြစ်တာဟုတ်တာငါဘာဖြစ်တာဟုတ်တာဘာဖြစ်တာအော်အိမ်မက်တာမလို့ဘောဒီနေ့မှကြောင်းစားတက်ရမှာဒီနေ့မှအိမ်မက်ဆိုးရမယ်နေဒီတစ်ခါချတော့လိုက်အောင်ဒီတစ်ခါမြင်တော့တိုက်အိမ်မက်ဆိုးမနေရပဲငါကြောင်းတော့မှာပဲကြောင်းတော့နောက်ကျနေတော့မှာပဲငါကြောင်းလေးရှိတာပဲငါကြောင်းရှိတယ်ကွာငါပစ္စည်းကုန်ရှိတာပဲကြောင်းဝင်တော့လိုက်တော့မယ်အိမ်မက်ဆိုးရလေဒီကိုကြောက်ပုတ်လိုက်တာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ဒီကကြာရင်တော့အိမ်မက်နေအောင်လုပ်ထားတာပါနော်sorry ပါလက်တော်ရတာ